အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူတောင်းချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာရှိသောညချမ်းလေးမှာမင်္ဂလာပေါင်းနေပြည့်စုံကြပါစေ။ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမှကြပါစေစီးပွားလက်လာပါလိမ့်လေဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်။ကဲဒီဗီဒီယိုပိုင်းလေးကမနေ့ပြန်21ရက်တလ2026ပုဒ်ဘူးနေ့နေကုန်စာလေးကိုလာတင်ပေးတာဖြစ်တယ်နော်။ဒါကြောင့်မို့ပြီးဆုံးအောင်ကြည့်ပေးပါ။ကဲဒီနေ့ကတော့ကျွန်တော်ရဲ့ကိုဒီမတွေနော်ပတ်သီးသမားတွေပဲ okay ကြလိမ့်မယ်ဗျာနော်ကဲကျွန်တော် main ကွက်လေးတော့ပဲသွားတယ်ပေါ့နော်ကျွန်တော်ရဲ့ကိုဒီမတွေခွန်ပတ်သီးနော်ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲရကြလိမ့်မယ်နေကုန်နော်ပြီးတော့ဇာတိုးဆိုရင်လည်းကျွန်တော်ရဲ့ကိုဒီမတွေမပြောက်ဇာတိုး3ပတ်သီးရကြလိမ့်မယ်နော်အဲ့ဒီ3ဆိုရင်ကျွန်တော်စီမှာတပတ်စာယူတဲ့အဖွဲ့ဝင်တဲ့ညီကိုမောင်နှမတွေဗုဒ္ဓဘူးလုံးဝမကြောက်ဘူး3ရဲပတ်လို့ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲပေးထားတာနော်ဖွဲ့ဝင်တွေကတော့ဒီနေ့3မှာပေါက်လိုက်ကြတာဝဝကွဲပဲကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲနော်ကဲပရိသမားတွေကတော့နော်ဘလောက်ဘိုးရတယ်ဆိုတာလေးတွေကိုကိုယ့်ဘက်ကိုကွန်မန့်လေးတွေမှာဝင်ပြီးတော့မှတ်ပေးသွားလိုက်ပါနော်ဖွဲ့ဝင်တွေရောပရိသမားတွေရောနော်ကဲဒီနေ့ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲမနေ့ပြန်ကိုကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်နော်ကျွန်တော်ရဲ့ကိုဒီမားတွေနေကုန်ချိန်လေးတွေမိန်းလေးတွေပေါ့အဲ့ဒါလေးမပြောခင်မှာကျွန်တော်တခုပြောချင်ပါတယ်နော်ကျွန်တော်ဗီဒီယိုဖိုင်တွေရဲ့အောက်မှာကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲဖုန်းနံပါတ်တွေလိုက်ပေးတယ်နော် Messenger ကနေစကားတွေသွားပြောတယ်နော်တခါလေးပြောမယ်ကျွန်တော်ဒီကျွန်တော်ရဲ့ကိုဒီမားတွေဘာမှ reply မပြန်ပါဘူးနော်ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာလည်းကျွန်တော်ဘယ်တော့မှဖုန်းနံပါတ်မချပေးဘူး Messenger ကနေလည်းဘယ်တော့မှကျွန်တော် reply မပြန်ပါဘူးနော် reply ပြန်ရင်လည်းကျွန်တော်မဟုတ်ပါဘူးနော်တေချာလေးမှတ်ပါကျွန်တော်ရဲ့ကိုဒီမားတွေဒီကြားထဲမှာကျွန်တော်တွေ့နေရတာပေါ့နော်ပေါ့လို့ရလို့မဟုတ်ပေးခြင်းလို့ဆိုတဲ့ညီကိုမောင်နှမတွေအဲ့ဒီရဲ့အောက်တွေမှာ reply နေပြန်တယ်နော်ဘာမှပေးစရာမလိုဘူးကျွန်တော်လည်းမယူဘူးကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲတခါလေးပြောပြီးသားပေးရင်လည်းကိုတိုင်းနဲ့ကိုကံပါနော်ကျွန်တော်စီလည်းမရောက်ပါဘူးအဲ့လေးပြောချင်တာပါနော်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်ဗော်ဒီဘုန်းနဲ့နေကုံစာမှာနော်ပတ်သီးအနေနဲ့ဆိုရင်တော့83ပတ်သီးပါနေကုံနော်8ပတ်သီး3ပတ်သီးနော်အချင်းရ83အချင်းပေါ့အဲ့ဒါကိုဘာနဲ့ကတ်မလဲဆိုတော့ကျွန်တော်တို့3ညခွန်2နဲ့ကတ်နော်3ညခွန်2နဲ့ပါဒါဆိုရင်8ကို3ညခွန်2နဲ့ကတ်မယ်ဆိုရင်8နှစ်8ခွန်80နော်မိန်3กว่า8နှစ်8ခွန်80နော်ဒါဆိုရင်3နဲ့ပတ်သက်တာဆိုရင်3နှစ်3ခွန်30နော်အားလုံးပေါင်းမိန်6กว่าပါကွန်မန့်မှာခြာရေးပေးထားပါ3နှစ်3ခွန်30နော်8နှစ်8ခွန်80ပါနော်အဓိကပတ်တီးကိုဦးစားပေးမယ်ဆိုရင်မနေ့ပြန်ဗုဒ္ဓဘူးနေ့နေကုန်မှာ38ပတ်တီးကိုအဓိကဦးစားပေးပါနော်အားလုံးပဲကြိုက်တွေ့ပါတယ်ကဲချစ်ကိုချစ်မတွေအားလုံးနော်အထူးထူးကျွန်တော်စောစောကပြောတဲ့ချက်ကလေးတွေကိုတတိထားပါ Messenger တို့เนาะကျွန်တော်ရဲ့ကိုဒီမှာဖုန်းနံပါတ်တွေကျွန်တော် reply မပြန်ပါဘူး reply ပြန်ရင်ကျွန်တော်မဟုတ်ပါဘူးเนาะအထူးပဲတတိထားစေချင်ပါတယ်ကဲအားလုံးပဲကြည့်ရှုပေးတဲ့ကိုဒီမတွေထူးထူးပဲကျေးဇူးတင်နေမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေဗျ